အားလုံးအမျိုးတွေအားလုံးမင်္ဂလာပါသိန်းလုံးအားလုံးချစ်တယ်သိန်းလုံးအမျိုးတွေကမေးထားတယ်ပွေးရှိတင်ပေးပါဆရာပွေးရှိတင်ပွေးနင်းခုလိုဝဲနင်းခုလိုတွေ့တင်ပေးပါဆရာဆိုလို့တရားချင်းဖြေပေးဆိုကြားတယ်မဖြေနိုင်ဘူးလေအကြောင်းလို့သိန်းလုံးကတင်ပေးတယ်တော့မေးထားတာလည်းတင်ပေးအောင်မှာအချင်းအားရင်တင်ပေးအောင်မှာအခုကပွေးရှိကိုတင်ပေးမှာပွေးရှိကဘယ်လိုလဲဆိုတော့မွေပွေးကိုမွေပွေးအတေတကောင်ကိုဒီအိုးရက်ထက်ဒီမျိုးအိုးရက်ထက်အဖုံးဖုံးပါဖုံးပြီးပြာရတဲ့ထီကိုမိဖုတ်ပါအဲ့ဒီရတဲ့ပြာကိုအုံးရှင်နဲ့ရောပြီးပွေးရှိတဲ့နေရာလိမ့်ကြောက်ပါတယ်မွေပွေးစိမ့်လုံးမွေပွေးတက်ခိနေတာမဟုတ်ဘူးနော်ပန်းတကူရရင်ပူကောင်းတယ်တေးပြီးတော့မွေပွေးဒီကလွင့်ပြတာမြင်လို့တော့ရှိရလေအဲ့တော့အလကားမဖြစ်အောင်ပေါ့ပတ်စံလည်းမကုန်ရရှိဖြစ်တော့ပေါ့အဲ့ကျွန်တော်တတင်ပြတာအားလုံးဟယ်လိုမင်္ဂလာပါအမျိုးတို့ကြီးဟောဒီမှာကစုံယိုးနီဒီကစုံယိုးနီလည်းအစွမ်းထက်ပါတယ်ဒီကစုံယိုးနီကိုထညက်၄၅ခဲလော်လေးနဲ့ပြုတ်ပါပြုတ်ပြီးအေးခံရတဲ့အရီကိုတော့ပါမမှန်လေးတော့ကြည့်ပါစွမ်းပါတယ်လာမလျှောက်နိုင်တဲ့လူအားအင်ကုန်ခါနေတဲ့လူအဲ့ဒါတွေအတွက်အရန်ကောင်းတယ်မထားနိုင်တဲ့လူလမ်းမလျှောက်နိုင်တဲ့လူထားတော့ကကြီးသွားတယ်ဦးမယ်အဲ့ဒါကိုလာပြောပြတာအမျိုးတို့ချိမိတူလေးလာပြောပြတာဒီကစွန်းရိုးနေတဲ့အစွမ်းလည်းအမခံဘူးထညက်လေးနဲ့မိဖူဆောင်လည်းမရှိတာပဲအဲ့မျိုးထညက်လေးနဲ့ပြုတ်ပြီးတော့ပါမထိုင်မထားနိုင်တဲ့လူတွေလမ်းမလျှောက်နိုင်တဲ့လူအရန်စွမ်းပါတယ်အားအင်ကောင်းပါတယ်အားရှိဖြစ်ပါတယ်အားလုံးကိုချစ်တယ်